အပိုင်းဆက်ရှင်းမှာတော့မီဆာကယူဆူအီကိုကမ်းခြေမှာကူညီပေးတာတွေအတွက်ကျေးဇူးတင်နေကအကျွေးမထားချင်တာကြောင့်တခုခုပြန်တောင်းဖို့ပြောတော့ယူဆူအီကသူ့ရဲ့တနေ့အိမ်ပေါ်မလေးအဖြစ်နေပေးလို့ပြောတော့မီဆာကတကယ်နာဘူးပဲပြောလိုက်ပါတယ်အဲကြောင့်ယူဆူအီကစတာလို့ဆိုကအလုတ်ချိန်ရောက်နေပြီဆိုပြီးပြောကထွက်သွားပါတယ်အဲနောက်အလုတ်မှာငါကြောင်တွေကမုံစားရင်းပါတဲ့စာတွေဖက်ကြည့်တော့ကန်ဆိုးနေလို့စိတ်ညစ်နေပါတယ်အဲကြောင့်မီဆာကိုနှိုက်ခိုင်းတော့အကျွေးကိုပြန်ဆက်ပါဆိုတဲ့စာရလိုက်ကအဲ့ချိန်မာခီစားတော့ဆိုင်ကတ်ဆိုပြီးလူတွေရောက်လာကမီဆာတို့ကဖေးဆိုင်ကိုဝယ်ခြင်းနဲ့ပြောပြီးသူတို့စောင့်မဲ့ကဖေးဆိုင်ကအနောက်ဦးရောပါတို့လိုပုံစံဖြစ်ကြောင်းပြလို့ ROE ကအဲ့လိုလုပ်ဖို့ဆိုရင်အပြင်စင်တွေတေချာတိဖို့လိုတယ်ပြောလိုက်ပါတယ်အဲကြောင့်မာခီဆိုင်ကငနဲကလည်းရှိတယ်ဆိုကချမ်းသာကြောင်းကငနဲကိုခေါ်လိုက်လို့မီဆာလည်းမြင်ပြီးအရင်ကိစ္စအတွက်စိတ်တူသွားကအဲ့ချိန်နည်းနည်းတို့ကအလုတ်သမားတွေကိုတေချာရွေးဖို့အတွက်ပွဲတစ်ခုလည်းရှိတယ်ပြောကစဉ်းစားခိုင်းပြီးထွက်သွားကြပါတယ်အဲကြောင့်မီဆာလည်းနောက်ကလိုက်ပြီးသူ့ကိုဒုက္ခလိုက်ပြီးချင်းလို့လာမေးလိုက်တော့ငနဲကလည်းစိတ်ဝင်စားစရာအင်ဂျီလေးပဲနော်ဆိုပြီးလိုက်စနေကအဲ့ချိန်ယူဆူအီကရောက်ပြီးဆွဲထားလိုက်ပါတယ်အဲကြောင့်ငနဲကလည်းသူ့ဝဲချင်တာကမာခီကုမ္ပဏီကိုတိုးတက်အောင်လုပ်ဖို့လို့ပြောတော့မီဆာကလည်းသူတို့လည်းဒီဆိုင်ကိုတေချာစူးစမ်းပြီးဖွင့်ထားရကပြောတော့ငနဲကဆိုင်ကတိတ်အောင်နေပြီးပြောကမီဆာတို့ဆိုင်ကဧည့်သည်တွေကိုဘလောက်အိတ်ခံပေးကြောင်းပြချင်ရင်သူတို့လူရွေးတဲ့ပြိုင်ပွဲကိုလာပြိုင်ဖို့ပြောကမင်းကလေးတွေဝင်ပြိုင်လို့လည်းမရဘူးတော့ပြောပြီးထွက်သွားလို့မီဆာစိတ်ဆိုးသွားပါတယ်ပြိုင်ပွဲနေ့မှာတော့မီဆာတို့ကလည်းသူတို့ကဖေးဆိုင်ပြန်ရဖို့အတွက်ယောက်ျားလေးလိုဝတ်ထားကလာပြိုင်ကြပါတယ်အဲနောက်ဝင်သွားတော့လူတွေကများနေကပထမပြိုင်ပွဲကပြေးရမှာဖြစ်လို့မီဆာနဲ့တွဲတဲ့တယောက်စိတ်တက်ကြနေလို့မီဆာကအစွမ်းကုန်စူးစမ်းကြမယ်ပြောလိုက်ပါတယ်အဲနောက်ဂျာရီကပါမင်းကလေးတွေလိုတီးသွားမှစိုးနေလို့မီဆာကစိတ်မပူဖို့ပြောလိုက်ပါတယ်အဲနောက်ပြိုင်ပွဲကတယောက်ကိုဂုံပိုးပြီးတရမှာဖြစ်ကပြိုင်ပွဲ Estor လမ်းမှာငါကြောင်တွေလည်းဝင်ပြိုင်ကြကမျက်နှာဖုံးတွေနဲ့လူတွေကိုလည်းတွေ့ကနောက်ဆုံးတော့မီဆာတို့အဆုံးထိရောပတ်သွားပါတယ်အဲနောက်မှာတော့နောက်ပြိုင်ပွဲကဟောခန်းထဲမှာဖြစ်ကမီဆာကတော့ချမ်းသာငနေကိုမြင်ပြီးအနိုင်ယူမယ်လုပ်နေပါတယ်အဲနောက်ပြိုင်ပွဲတွေစတိုက်ပြိုင်ပြီးနောက်တစ်ခေါက်မှာ10မိနစ်နဲ့အဝတ်လဲရမှာဖြစ်ကလဲတဲ့အချိန်မှာတော့မျက်နှာဖုံးတွေကတယောက်ကမင်းကလေးထင်သွားကချွတ်လိုက်တော့ ROE နဲ့ USUE ဖြစ်နေလို့မီဆာလည်းအံ့ဩသွားပါတယ်အဲနောက် ROE ကအသက်မပြေလို့ထွက်သွားရကမီဆာနဲ့တွဲတဲ့တယောက်ကလည်းမင်းကလေးမှန်းသိသွားကြလို့ထွက်သွားရပြီးမီဆာနဲ့ USUE နှစ်ယောက်ပဲကြံတော့ချမ်းသာငနေကသူတို့နှစ်ယောက်ကိုအတူတွဲပြီးထားမယ်ပြောလို့အော်တဲ့ငနေကလည်းမီဆာကိုယောက်ျားလေးမှန်းတက်တည်ပြဖို့အော်ပြောတာကြောင့်မီဆာလည်း USUE ကိုနော်ကင်ပေးကိုင်လိုက်က USUE ကလည်းပြချက်နေတာပဲပြောလို့ဘေးနားကလူတွေကလည်းရဲကားယောက်ျားလေးမှန်းထင်သွားကြပါတယ်အဲနောက်ပြိုင်ပွဲဒုတိယအပိုင်းကိုစမယ်ဆိုကပြောရင်အပိုင်း18လည်းပြီးသွားပါတော့တယ်အပိုင်း19မှာတော့ပြိုင်ပွဲဒုတိယအပိုင်းလည်းစကားဒီခောက်ကတော့စပွဲခုံအပြင်အစင်ပိုင်းဖြစ်ကြောင်းရှင်းပြနေကကျောင်းကငနေတွေလည်းရှိနေပါတယ်အဲနောက်ပြောတဲ့ငနေကစပွဲခုံတွေပြင်ဆင်ဖို့10မိနစ်ပေးမယ်ဆိုကပြောတော့မီဆာတို့ကလည်းပြင်ဆင်နေကြက USUE ကလည်းဘေးကနေတေချာပြောပေးနေပါတယ်အဲနောက်မီဆာရဲ့ပြင်ထားတဲ့ဟာကိုလူတွေကြိုက်နေကြလို့မီဆာက USUE ကိုအထင်တွေကြီးသွားပါတယ်အဲနောက်မီဆာကအပြင်သွားတော့ချမ်းသာနေနဲ့တွေ့တာကြောင့်ယောက်ျားအိမ်သားတဲ့ဝင်လာရပါတယ်အဲနောက်ပြိုင်ပွဲဆက်ပြန်ရတော့မီဆာတို့ကနံပါတ်49ရကမီဆာကဘာလဲမေးနေတော့အပေါ်ကငနေကစာရွက်ကပြန်ရမယ်အလှည့်ဖြစ်ကြောင်းရှင်းပြနေပါတယ်အဲနောက်ကျောင်းကငနေတွေရောက်လာလို့မီဆာကသူ့ကိုမှတ်မိသွားမှဆိုပြီးအနားကိုတိုးနေတော့အောက်ကိုချောကျသွားက USUE ကအချိန်မီကယ်ပေးလိုက်ပါတယ်အဲနောက်မီဆာက USUE အဆင်ပြေလာမေးရင်လက်ကိုကင်လိုက်တော့အဆင်မပြေတာသိသွားကမီဆာစိတ်ပူသွားပေမဲ့ USUE ကအဆင်ပြေတယ်ပြောနေပါတယ်အဲနောက်လူတွေအလှည့်ကျပြန်ကြပြီးနောက်မီဆာတို့အလှည့်ကိုရောက်လာတော့ USUE ကဘယ်လက်တင်မဟုတ်ပဲညာလက်ပါနာနေတာကိုတွေ့လိုက်ပြီးဆိုင်ကဂျာရီကတော့အဆင်ပြေဖို့ဆူတောင်းနေပါတယ်အဲနောက်မီဆာကပြိုင်ပွဲမှာဧကန်ပေးနေရက USUE ကိုအကုန်လိုက်လုပ်ပေးနေလို့အကဲဖြတ်ငနေက USUE ကိုကာကွယ်ပေးနေတာလားပြောလိုက်ပါတယ်အဲကြောင့် USUE ကလည်းသူတရောနဲ့ဖြောပြပေးမယ်ပြောလိုက်ရကခဏကြာတော့ USUE နာနေတာကိုမြင်ပြီးမီဆာကရက်ခိုင်းလိုက်ကငနေကိုလည်း USUE လက်နာနေလို့စေယုံပို့ဖို့လိုတယ်ပြောတော့ငနေကသူတော်မပြောတာဆိုပြီးပြောနေလို့မီဆာကအလုပ်တစ်ခုဖွင့်ဖို့ဆိုရင်အလုပ်ရှင်နဲ့အလုပ်သမားတို့ကတဦးနဲ့တဦးလေးစားကနားလည်မှုရှိရမယ်ပြောရင်သူကလည်းအဲ့လိုကျင်နာတဲ့ဆိုင်မျိုးပဲကြိုက်တယ်ပြောလိုက်ပါတယ်အဲနောက် USUE ကိုစေယုံတင်ဖို့လုပ်နေကြကမီဆာကဂျာရီကိုတောင်းပန်တော့ဂျာရီကလည်းဆိုင်ပြောင်းရရင်မီဆာလာမလာမေးလို့မီဆာလည်းလာမယ်ပြောကဂျာရီလည်းပြောသွားပါတယ်အဲနော်ဆိုင်ဖွင့်မဲ့ငနေကလည်းအတိတရားတွေရသွားကချမ်းသာငနေကလည်းသူတို့ဆိုင်ကနေပြီးတင်ငန်းစာယူလို့ပဲပြောလိုက်ပါတယ်အဲနောက်ဆိုင်ကတိတ်မခံရတော့လို့ငါကြောင့်တွေအပါဝင်ဂျာရီပါပြောနေကြပေမဲ့ ROE ကမီဆာလည်းမတွေ့မိဘူးပြောနေပါတယ်တကယ်တော့မီဆာက USUE ကိုသွားနေတာဖြစ်ပြီး USUE ကတခုခုလုံးမှမကြောက်ဘူးလားလုပ်နေပေမဲ့မီဆာကတော့စေယုံကဆင်းသွားလို့စူနေကပြုစုပေးနေရပါတယ်အဲနောက်မီဆာကစံပြုတ်လုပ်ထားလို့ USUE ကခွန်ကျွေးဆိုကကြောင်တွေလိုပါအပူတွေမစားလို့နေလို့မီဆာကရှက်နေပြီးခွန်ကျွေးလိုက်ရပါတယ်အဲနောက် USUE ကမီဆာချက်ကျွေးတာပဲဆိုပြီး
ကုံအောင်စားလိုက်ကမီဆာအင်ကြီးချုပ်ပေးမယ်လို့တော့အကြီးကျယ်ဆုံးသွားလို့မီဆာကဘာကြည့်တာလဲပြောလိုက်ရပါတယ်အဲ့နောက်မီဆာကယူဆူအီကသူ့ကိုလာကူပေးနေရပေမဲ့သူကတော့ကျေးဇူးတောင်မဆက်ရသေးကယူဆူအီကိုဘဲမိခိုလုံးနေလို့တောင်းပန်နေကယူဆူအီကဖတ်လိုက်ပြီးသူကလည်းမီဆာကိုလိုအပ်တယ်ပြောကအပိုင်းဆက်ကိုလည်းပြီးသွားပါတော့တဲ့ကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်